ဒီမှာကျွန်တော်ဒီခဲကိုကျွန်တော်လူတွေအများကြီးနဲ့ချိတ်စော်လေးကိုကျွန်တော်ပြောပြပေးပါမှာပဲဖြစ်တယ်တော့အရင်ဆုံးကျွန်တော်တို့ list store လေးကိုအရင်ဝင်လိုက်ပါဗျာ။နောက်ပြီးကျွန်တော်ရိုက်ထားတဲ့လိုမျိုးရိုက်ပြီးတော့ icon ကို download ဆွဲပြီးတော့ icon နဲ့ဝင်လိုက်ပါဗျာ။ဒီတော့ကျွန်တော် play online နဲ့ပါအဲ့ဒါတော့ကဘာလုံးနည်းနဲ့ရတာ။အမှနောက်ပြီးတော့အမှ South East Asia အမှဘိုင်းကောင်းတဲ့ကိုစီးပြီးနေအောင်ဝင်စော်လိုက်။နောက်ပြီးတော့သူများစာပါကိုလည်းတွား join လို့ရတယ်ဗျာ။အမှလူကြီးအများကြီးပဲဗျာ။ဒါလို့ကိုကမ join ချင်ဘူးကိုကကိုစာပါထောင်နေတယ်ဆိုလို့ရတယ်ဒါပေမဲ့စာပါထောင်ရင်တော့အကောက်လိုအပ်တယ်နောက်ကြကိုတငယ်ချင်းစာပါကို join နေတယ်ဆိုရင်လည်းအမှကိုတငယ်ချင်းစာပါရဲ့မှာနာမည်တွေကိုထည့်ပြီးတော့အမှဝင် join လို့ရတယ်ဗျကိုတငယ်ချင်းနဲ့ဆော်ချင်တော့ရတယ်နောက်ကြမှာအရင်တော့လိုပဲလေ့ကျင့်အခန်းတွေလည်းပါတယ်ဗျဝိုင်းရင်တော့ဆော့တဲ့နေဆိုရင်အဲ့မှာလေးသွားကျင်တယ် Stick with me. This could get ugly. ဒီတော့ကတော့လောက်ပါရဲ့ဗျာနားလည်းမင်းလည်း